ချီဟီရိုဆိုတဲ့ကောင်မလေးတို့မိသားစုဟာအိမ်ပြောင်းကိုကားနဲ့ထွက်လာခဲ့ကြတယ်။အဲ့ဒီအချိန်မှာသူ့အဖေဒီကားကိုလမ်းမမောင်းမိလို့တောအုပ်ကြီးထဲရောက်သွားပြီးယထာဘူတာအဟောင်းကြီးတစ်ခုကိုတွေ့တော့သူ့အဖေနဲ့အမေဟာအထဲကိုဝင်သွားမလို့လုံနေတော့ချီဟီရိုဒီအမေနဲ့အဖေကားလေးပြန်သွားကြရအောင်သူ့အဖေနဲ့အမေဟာသမီးကားထဲမှာစောင့်နေလိုက်ဆိုပြီးချီဟီရိုလည်းအပြင်မှာတယောက်တည်းမနေရဲလို့သူ့အဖေနဲ့အမေနောက်ကိုလိုက်သွားခဲ့တယ်။သူ့အဖေဟာငွေးကြိုင်နေတဲ့အနံ့တစ်ခုရတော့ဟိုကြည့်ဒီကြည့်တော့အစားအသောက်ပြည့်နှက်နေတဲ့ဆိုင်တစ်ခုကိုတွေးတော့ဝင်စားကြမယ်သူ့အဖေနဲ့အမေဟာသွားထိုင်စားကြတယ်ချီဟီရိုကဟိုကြည့်ဒီကြည့်နဲ့ဟာကူဆိုတဲ့ငကားကောင်လေးနဲ့တွေ့တော့မင်းဒီမှာနေလို့မရဘူးမင်းအခုပြန်ဒီမှာကဝိညိတွေနေတာအဲ့ဒါနဲ့ချီဟီရိုဒီသူ့အဖေနဲ့အမေကိုသွားခေါ်တော့သူ့အဖေနဲ့အမေဟာဝက်တွေဖြစ်နေပြီးဒါနဲ့သူလည်းစိတ်ပြက်ကမြကန်းပေးမှငိုနေတော့ဟာကူရောက်တော့ပြီးသူ့ကိုအလုပ်လိုက်ရှာပေးတယ်ဒါနဲ့သူလည်းအလုပ်ရခဲ့ပြီးဟာကူကသူ့အမေနဲ့အဖေကိုလိုက်ပြတယ်သူ့အမေနဲ့အဖေဟာဝက်ချန်ထဲမှာချီဟီရိုသည်သူ့အဖေနဲ့အမေကိုသမီးလာခဲ့မယ်ဂရိပေးပြီးငိုပြီးပြေးသွားခဲ့တယ်ချီဟီရိုအလုပ်စားလုပ်တဲ့နေမှာရွှွန့်တွေနဲ့ညစ်ပတ်နံစော်တဲ့အကောင်ကြီးကိုသူဒီရေချိုးပေးရတယ်ချီဟီရိုလည်းသူ့တကူလုံးညစ်ပတ်ကုန်တယ်ချီရိုကတော့အဲ့ဒီကိုတန်ရှင်းရေလုံနေရတော့အလုပ်ရှုပ်နေရပါတယ်အဲ့ဒီရဲ့ကိုရဲကနေအဆူးတစ်ချောင်းကိုစမ်းမိသွားတော့အဲ့အဆူးကိုနှုတ်ယူဖို့လုပ်တော့နှုတ်ဖို့မလွယ်တော့အဲ့အဆူးကိုကျိုးနဲ့ချီပြီးရေချိုးကန်ဝန်ထမ်းတွေဝိုင်းနှုတ်တော့အဆူးလဲထွက်လာပါတယ်အဆူးမဟုတ်ပဲစပင်းကြီးဖြစ်နေပြီးအမိုက်တွေရောထွက်လာပါတယ်အကုန်ထွက်လာပြီးတော့ရွှေတုံးသေးလေးတွေကိုလည်းတွေ့ရတယ်အမှန်တော့အဲ့ဒီရဲ့ဒီကမြစ်ဆောင်နတ်ဖျားဖြစ်နေခဲ့တယ်မြစ်ဆောင်နတ်ဖျားကချီဟီရိုက်ကိုစေးကိန်းမုံလေးပေးပြီးပြန်ထွက်သွားခဲ့တယ်ဒီလိုလဲအပြင်ထွက်လာတော့ဒဏ်ရာတွေရနေတဲ့ငကားဖြူလေးကိုတွေးလိုက်တယ်ငကားဖြူလေးကတော့စကကူတွေနဲ့တိုက်ခိုက်နေကြတာပါငကားဖြူလေးကိုမြင်တော့ဟာခုမှန်းတမ်းသိတယ်ဟာခုကိုသူ့ဘက်ကိုပြေးဖို့လှမ်းអော်ပါတယ်ဟာကူလည်းသူ့နောက်လိုက်လာပါတယ်နောက်ဆုံးတော့သူ့မိဘတွေကိုရွေးခိုင်းပါတယ်ဝက်တွေရှိတဲ့နေတဲ့မြားကြီးတဲ့ကသူ့အဖေနဲ့အမေကိုမှန်အောင်ရွေးနိုင်ရင်လူပြန်ဖြစ်အောင်လုပ်ပေးပြီးအိမ်ပြန်လို့ရတယ်ဆိုတော့ချီဟီရိုလည်းရွေးတာမှန်သွားပြီးသူတို့လည်းလွတ်မြောက်သွားကြပြီးအိမ်ပြန်သွားကြတယ်သူတို့မိသားစုလည်း